တူရဲ့ profile မျိုးပါနော်တူရဲ့ profile မျိုးပါ ID နဲ့လည်းပတ်သက်နေထားမယ်တော့ရချီတာတော့ email only ပါနော် email only လို့ရတာပါအဲ့သူပါမယ်အဲ့သူလေဘူးသရာပါမယ်နော်အဲ့သူဘူးသရာပါမယ်ဒီတော့ level 1ပေါ့နော်ဒါ level 1မှာဒီတော့ကျွန်တော်တို့ကလည်းပရသိရှင်းတောင်းနဲ့ရောင်းမဲ့ကောင်းလို့ပါ iMap ပါခင်ဗျာအဲ့ level 1ဒီကောင် level 4ပါခင်ဗျာအဲ့ဒါ level 4ပါဒီဇက် level 1မှာUMI level 1မှာ CP level 4ပါ EVN level 4ပါ UMI level 1မှာအခါ level 1မှာဗဒါ level 1မှာ Activity level 2ပါအခါ level 1မှာနောက် API channel level 3ပါ API channel level 3ပါ API channel level 3ပါကြောင်ရ DP level 4ပါ API channel အဘူတလို့အဘူတလက်အဘူနှစ်လက်ပေါ့နော်အဘူနှစ်လက်တလက်ပြီးတော့ရင် UMI လေးပါ UMI လေးပါအဲ့ဒီရဲ့ UMI လေးနော်ဟိုပိုးပါမယ်ဒီဟာတော့ဖန်သေးချက်တောင်ကြောင်းနဲ့ပတ်ပါနော်သူက orbit တွေညာရင် multiplication ပါလာလို့ပြီးတော့ multiplication ပါနည်းဟုတ်လားmultiplicationကဲအပိမဲအိမ်ကြမှာဒါအပိမဲအိမ်နဲ့တော်တော်များတယ်ပြတစ်ဖက်ရှင်ရတော်များတယ်နော်အဲ့လိုတင်ပြီးတယ်လိုချင်တဲ့ပြင်ကြားတယ်အော်တိုလေးရမယ်အော်တိုလေးပါမယ်ဒါအော်တိုလေးဟာခုနကင်းစစ်တိုင်းရောင်းရတော့ email only နော် email only ပါခင်ဗျာကျော်ဝေးရမယ်ဒီလားကျော်ဝေးအဲ့ဒီကျော်ဝေးနေတယ်နော်အေးကျော်ဝေးတော့များရိုးကန်းစကင်အမျိုးတားပြမယ်ရဲစတယ်နော်တုံးတယ်နော်ကျင်းပြပြန်တယ်ဒီတော့ ਨੇ တုံးတယ်ပဲပြည့်ရနော်ရိုးကန်းရတော့တော်များတယ်ရိုးကန်းနေရတော့တော်တော်များတယ်အမှဒီဇိုင်းကားတွေအားပါမယ်ပတိတွေကားတွေမုတ်တွေတော်များတယ်နော်မုတ်တွေအများကြီးသက်ဆွဲမလားတဲ့အားသက်ဆွဲမှာတောင်းလေးတော်များရယ်နော်ဒီကြောပွေးဒီပါလေဟုတ်လားတော်များတယ်တော်များရယ်နော်တော်များတယ်ဒီကလိုဘကအပိုင်လေးရမယ်နော်နောက်ကလိုဘပိုင်လေးရမယ်လိုဘပိုင်လေးရမယ်ဒီရချောင်းပူပါမယ်တူးပါမယ်အသေးကူချောင်းပေါ့နှစ်ချောင်းမရောက်တော့မနှစ်ချောင်းမရောက်တော့မလို့ပြီးရင်email လေး only ပါနော် email လေး only ပါခင်ဗျာ email လေးကတော့တိုင်းရှင်းရလာကြည့်လိုက်နော်ဒီကိုကိုယ့်ရဲ့ဟာနဲ့ကိုယ့်ရဲ့ကောင်းတယ်ပေါ့ကိုယ့်ရဲ့မင်းနဲ့အခါချိတ်ပြီးရင်ချိတ်ပြီးလို့ရတာချက်ကြည့်လိုက်နော်ဟိုချက်ကြည့်လိုက်ချက်ကြည့်ရတယ်နော် email လေး only ဖြစ်တဲ့အတွက် email လေး only ကိုညီကိုဒီကောက်လာဝင်နေရင်ညီကိုရဲ့အမေနဲ့ကျွန်တော် email လေးချိန်ပြီးတော့ဖြစ်ပါနော်ဒီကကျွန်တော်ဒီ email မလိုချင်လည်းရပါတယ်ကျွန်တော် email လေးအားချိန်ပြီးလည်းဖြစ်ပါတယ်email only ဖြစ်တဲ့အတွက်တန်းချိန်ရပါတယ်ခင်ဗျာနော်အဲ့တော့9သိန်း4တောင်မှာဗာနဲ့ကိုကိမဲ့ဖြစ်ပါတယ်ဒါနေပြီပါနော်ဒီထားရဲ့နေရာလေးပါခြေထားရဲ့နေရာလေးပါဒီထားရဲ့နေရာလေးပါခင်ဗျာဒီကောင်လေးကတော့9သိန်း4တောင်နဲ့ရောင်းမယ်ကောဟို9သိန်း8တောင်နဲ့ရောင်းမှာတစ်ပတ်9သိန်း8တောင်နဲ့ရောင်းမှာ4တောင်ကို8တောင်နဲ့ရောင်းမှာဟုတ်ပြီ8တောင်